လိပ်ပြဘာဖြစ်လို့ဖြစ်တာလဲအသက်ကြီးလာလို့လားရှင်းပြပေးပါအောင်ဆိုတော့ဒီရဲ့ profile ကကျတော့ယောက်ျားလေးပုံဖြစ်နေတယ်နော်ဒါပေမဲ့တချို့ကမလေးလည်းမသိရရှိရယ်မိန်းလေးမသိရရှိရယ်ပေါ့နော်လိပ်ပြဆိုတော့ဘာလေးပေါ့လိပ်ပြဘာလို့ဖြစ်တာလဲပေါ့အသက်ကြီးမှကြီးလာတာလားဆိုတော့အမှန်ကတော့လိပ်ပြကအမျိုးသမီးတိုင်းမှာရှိရပေါ့နော်ဒါပေမဲ့ကြီးရသေးရတော့မွေးရပါထားပြီးသားငငယ်တော့ကျတော့ကြွက်တာတိတ်မရှိရခါကြတော့ရော်ရဲမှုလည်းမရှိရခါကြတော့ထွက်မလာဘူးအသက်ကြီးလာလေထွက်လာလေအသက်ကြီးလာလေကြွက်တာရော်ရွေးလာလေပြီးလို့ရှိရင်အိမ်နောက်ကျတဲ့အမျိုးသမီးဖြစ်ဖြစ် living together နေတဲ့အမျိုးသမီးဖြစ်ဖြစ်ဆိုရင်သူက living together နေရလိမ့်ဆက်ဆံလိုက်တယ်ဆိုတာနဲ့ဒီဟာကျတော့ပို့ပြီးတော့ကြွက်တာရော်ရွေးလာဆိုတော့အကြောင်းပို့ပြီးအပြင်ထွက်လာတယ်ပေါ့နော်အဲ့ကြောင့်မလို့လူတွေအဲ့အောင်မကြိုက်လို့အနှံ့တက်မကောင်းဘူးပို့ပစ္စည်းအပို့နေရဲ့ပုံစံမျိုးနဲ့ဖြတ်ကြတာပေါ့နော်ဖြတ်ကြတဲ့ဒီဖြတ်တဲ့လူတွေကကြတော့လေအချိန်ငွေအနာခံပြီးတော့မှဖြတ်ကြဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ respect ရှိပေးပါလို့ကျေးဇူးတင်ပါတယ်ဖြတ်ချင်းမဖြတ်ချင်းကအိမ်အောင်နဲ့ဗာများသက်ဆိုင်မှုလဲဆိုတော့ဒီလိုမေးခွန်းလေးတွေပို့ပြီးတော့တပေါ်ကြတယ်ဒီလိုမေးခွန်းလေးဆိုဖြေပြီးချင်တယ်ပေါ့နော်အတိတ်ပဲမရှိရင်မေးခွန်းလေးကြတော့တိတ်မဖြေပြီးချင်ဘူးလေနော်ဆိုတော့ဘာမှမဆိုင်ပါဘူးလို့ဘာမှမဆိုင်ပါဘူးဆိုတာအဓိကကျတော့ main ကလေးတွေကကျတော့ဒီပေါ့နော်နားလေလွယ်အောင်ပြောရမယ်ဆိုရင်တော့ယောက်ျားလေးတွေဆိုရင်ထိတ်ဖြတ်တယ်လေနော်အရေပြားရှိရဲ့အတွက်ကြောင့်မလို့ထိတ်ဖြတ်ကြတယ်ဒါပေမဲ့ယောက်ျားတိုင်းဖြတ်လားဆိုလဲယောက်ျားတိုင်းမဖြတ်ဘူး main ကလေးတွေလည်းထိုးနီးတူစွာပဲအခုကျတော့လိပ်ပြလို့ခေါ်လို့လူတိုင်းပြောနေရပေါ့နော်ဒါကျတော့လေဗီယာလို့လည်းခေါ်တယ်လေဗီယာလို့လည်းခေါ်ရပေါ့နော်လေဗီယာလို့ခေါ်လို့ရှိရင်လေဗီယာဆိုရင်လူတိုင်းမသိတော့ဘူးလိပ်ပြကျတော့လူတိုင်းသိတယ်တိအောင်လို့နားလည်လွယ်အောင်လို့ပြောပေးရတဲ့စကားဖြစ်တဲ့အတွက်ကြောင့်မလို့တချို့အုံမာတနီ case လို့လည်းခေါ်ရပေါ့နော်ဆိုတော့အဲ့ရဲ့ဟာကျတော့အမျိုးသားတွေနဲ့ထိုးနီးတူစွာပဲအရေးပြားရှည်ထွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယောက်ျားလေးဆိုလည်းအဲ့အရေးပြားရှည်ထွက်တယ်ဆိုရင်ပိုးဝင်လွယ်တယ်မိန်းကလေးလည်းထိုးနီးတူစွာပဲပိုးဝင်လွယ်တယ်ပြီးရင်ယောက်ျားလေးအဖြူမစင်ဘူးလေနော်အရေးကြီးလေးတော့စင်တယ်မိန်းကလေးကကျတော့အဖြူစင်းတဲ့ခါကျလို့ရှိရင်တချို့ဆိုရင်ဝါအညစ်ကြီးစင်းတယ်အတုံးကြီးစင်းတယ်အဲ့ကျတော့လေဗီယာရှည်နေတဲ့ခါကျလို့ရှိရင်သူကဂျားတွေထဲမှာဝင်အောင်နေပြီတက်ရှင်မနိုင်သလိုအနက်နန်းနဲ့ပိုးဝင်လွယ်တယ်ပြီးလို့ရှိရင်ယောက်ျားတွေနဲ့ယောက်ျားနဲ့လိန်ဆက်ဆန်တဲ့ခါကျလို့ရှိရင်စီလန်းချောင်းပိုးဝင်တဲ့ခါကျလို့ရှိရင်မထိမခံနိုင်အောင်လို့နာတယ်ပေါ့နော်နာတော့ခါကျတော့မိန်းကလေးတွေကကျတော့အဲ့လိုမျိုးအချိန်ဆိုရင်ဟော်မုန်းတက်က changes ဖြစ်ပြီးတော့မှယောက်ျားလေးအနာကန်ဟိုသူတို့ကမကြိုက်တော့ဘူးဆိုတော့အဲ့ရဲ့ဟာတွေကိုတိရဲ့အတွက်ကြောင့်မလို့တချို့မိန်းကလေးတွေကကျတော့ဖြတ်ကြတယ်တချို့မိန်းကလေးတွေကကျတော့မဖြစ်လဲဘာမှမဖြစ်ပါဘူးဟိုဆရာမလေးကလည်းဆရာမရှိမှဖြတ်လို့ရတယ်ဆိုတဲ့ဟာကိုပဲပြောပြပေးတာမဖြစ်မနေဒီဟာကြီးကိုဖြတ်ရမယ်ဆိုပြီးတော့မှပြောထားခြင်းမရှိဘူးအဲ့အကြောင်းမလို့ကိုယ့်ရဲ့စိတ်တဘောအလျောက်ဆရာမလေးကိုရှိမှလာပြီးတော့ဖြတ်လို့ရပဲဆွေးနွေးတိုင်မြင်လို့ရတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီမိကုန်းလေးဖြစ်ပြီးမလို့ပါဟိုမဖြတ်ပြီးရဲ့အခါအရင်လိုပြန်ရှိတက်လားဆိုတော့ဒီလိပ်ပြဖြတ်တဲ့ဟာကကြတော့မပြန်ရှိမရှိတတ်ပါဘူးเนาะတတာခံပိုင်းပြီးလို့ရှိရင်ချုပ်ပြီးလို့ရှိရင်လည်းလှလေးထွက်လာတယ်ပေါ့เนาะသူကကြတော့ဒီအတွင်းချုပ်အဖြစ်ချုပ်ပါတာဒီအမျိုးသားနဲ့လိမ့်ဆက်ဆန်တယ်ဆိုရင်တည်းလေးချက်သားရော်ရွဲတာပဲရှိရပါတော့ကျန်တဲ့ဟာတွေကတော့တတာခံပိုင်းအချက်လို့လှုပ်ချက်တဲ့သူဒီဘိုင်ယိုမှာတည်ထားတဲ့ဖုန်းနံပါတ်လေးဘိုင်ပါမှာလာစုံစမ်းလို့ရပါတယ်ဖုန်းဆက်ပြီးလဲစုံစမ်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်တတာ